ကျောင်းရဲ့လာပကလေးလေးကသူ့ရဲ့16နှစ်ပြည့်မွေးနေ့ပွဲမှာကျွန်တော်ကိုချီးကမ်းနိုင်ခဲ့ပါတယ်ကျွန်တော်ညင်းလိုက်တော့ဒါကဂိမ်းရှုံးလို့ပြရတဲ့ပြစ်ဒဏ်ပါလို့သူကပြောတယ်ကျွန်တော်မေယုံမှာဆိုလို့လူများရှိမှာပဲကျွန်တော်ရဲ့ဝေချက်ကိုဖက်ပစ်လိုက်သေးတယ်သူကျွန်တော်ကိုကြိုက်နေတယ်လို့အထင်လွဲမှာကိုတကယ်ကြောက်နေတဲ့ပုံစံမျိုးပေါ့ဒါပေမဲ့အဲ့ဒီနေ့ည10နာရီမှာကျွန်တော်ယူဘဗေဒပုံစံလေးကိုအာရုံစိုက်ပတ်နေတော့ဖုန်းခံပြီးလာတယ်ဖုန်းကိုယူကြည့်လိုက်တော့ဝေချက်က message ကိုရောက်နေတာမုန်းလိုက်တာတဲ့ကျွန်တော်မျက်မှောင်ကျပြီးအဲ့ဒီ message ကိုကြည့်လိုက်တယ်ခဏလောက်စဉ်းစားပြီးဘာမှပြန်ပြောပဲဖုန်းကိုပြန်ချလိုက်ပြီးပုံစံလေးကိုစက္ကန့်နေလိုက်ပါလေအခန်းထဲမှာနိုင်ဝက်လောက်တိတ်ဆိတ်သွားတယ်ကျင်းနေတဲ့ဖုန်းတန်လေးဟာညစ်တကောင်ရဲ့တိတ်ဆိတ်မှုကိုထပ်ပြီးဖြိုဝင်လိုက်ပြန်တယ်မုန်းလိုက်တာဘာလို့လူတွေအများကြီးရှိမှကျမကိုညင်းလိုက်ရတာလဲအဲ့ဒီစကားကိုပြောထားဖို့ကျမဘယ်တော့တက်တိမွေးပြရလဲဆိုတာရှင်းသိလားမုန်းတယ်ယောက်ျားရေရှင်ကကျမကိုနည်းနည်းလေးတောင်မချစ်ဘူးလားနင်းချိုရှင်လုံးသားကတကယ်ရက်ဆက်တာပဲအနည်းဆုံးတော့စဉ်းစားပေးနေတာပေါ့ဝက်ခွဲမြဖြစ်တာမျိုးတော့မရှိပဲစစ်စစ်ညင်းလိုက်တာပဲကျမကဘာတွေညံ့နေလို့လဲဘာလို့တော့တော့မြင်ကတ်နေရတာလဲဘာလို့ခွင့်ရလေးတောင်ပေးတာလဲယောက်ျားရေရှင်မပေးအောင်မုန်းတယ်ရှင်ကကျမကိုနည်းနည်းလေးတောင်မချစ်ဘူးလက်စိတ်လေးတကောင်တစောင်းပြီးဆောင်ဝင်လာတဲ့ညကျွန်တော်ပုံပြီးစပယ်ဆိုတာဖြစ်လာပါတယ်အန်ရှိရကြောက်ဘာတွေယူနေရလဲပြီးတော့ဒီလိုစကားလုံးနေရလဲအရင်ကနိုင်စဆိုနေရပဲဒါကပုံမှန်ဆိုရင်မောက်မှာပြီးပွင့်နေတတ်တဲ့သေသမီးတွေရောဟုတ်ရလားအခုပုံစံကတခင်ကခေါင်းလေးပုတ်ပြီးချော်ပေးတာကိုစောင့်နေတဲ့ဒါရရနေတဲ့ခွေးပေါက်လေးနဲ့ပို့တူနေတယ်အန်ရှိကျွန်တော်ကိုအခြေခံလိုက်ခဲ့တာဟာဒီနေ့မျိုးသားနဲ့အားလည်းရဲ့နောက်ဆုံးနေ့မှာဖြစ်ပြီးသူ့ရဲ့16နှစ်ပြည့်မွေးနေ့လည်းဖြစ်ပါတယ်မွေးနေ့ပွဲကိုတစ်ခါလုံးကတကယ်ချင်းတွေကိုဖိတ်ထားတာပါကျွန်တော်ကတော့သူနဲ့ပုံမှန်ဆိုရင်တိတ်ပြီးပတ်သက်မှုမရှိပါနဲ့အားလုံးတော့ကြတာဆိုတော့ကျွန်တော်လည်းမငင်းတာလို့တော့ခဲ့တာပါအရှိတို့မိသားစုကချမ်းသာတော့စောင်းဝင်နေရအရာရာတိုင်းကအကောင်းဆုံးနေကြပါပဲမွေးနေ့ပွဲကလည်းထူးမခြားတာပါဘူးဒါဆိုနေ့ကမင်္ဂလာဆောင်ပွဲကြီးတစ်ခုလိုမျိုးခက်ခက်နာနာကိုပြင်ဆင်ထားတာပါအမင်းစားပြီးတော့အားလုံးဟာတချင်းစုခင်းဆော်ကြပြီးရတဲ့အထိဆင်ញံပျော်ပါနေကြတာအားလုံးပြန်ဖို့ပြင်နေကြတဲ့အချိန်မှာပဲအရှိကကျွန်တော်ရှေ့ကိုရုတ်တရက်ရောက်လာပြီးတော့ကျွန်မရှေ့ကိုကြိုက်တယ်ဆိုတဲ့စကားကိုပြောချလိုက်တယ်အဲ့ဒီစကားလေးဆုံးရောတကွင်းလုံးတိတ်ဆိတ်သွားပြီးလူတိုင်းရဲ့ကြည့်တွေဟာကျွန်တော်တို့စီကိုရောက်လာခဲ့ပါလေလူတွေအများကြီးရှေ့မှာသူ့ကိုညှင်းလိုက်ဖို့ဟာသိတော့မကောင်းပေမဲ့လေကျွန်တော်ကတော့စိတ်မရှိပါနဲ့လို့ပဲပြောလိုက်တယ်အဲ့ဒီစကားကိုကြားတော့အရှိကခဏလောက်ချောင်းသွားပြီးမှတက်ပင်းချလိုက်တယ်ဒီနောက်မှာတော့သူတို့ကတကယ်ချင်းမလေးတွေကိုလှည့်ကြည့်ပြီးရပြီမလားလို့စိတ်ပြက်နဲ့ပဲပြောလိုက်တယ်ဒီမှာကျွန်တော်ပဲပြန်လဲလာပြီးအထင်မလဲနဲ့နော်ခုနကကျမဂိမ်းရှုံးသွားလို့သူတို့ကရှင့်ကိုအခြေခံလိုက်ခံလို့ပါဒါကဂိမ်းခုတက်ပါပဲကျမရှင့်ကိုမကြိုက်ပါဘူးလို့ရှင်းပြတယ်ကျွန်တော်နားထောင်လေးလားမနားထောင်ဘူးလားဆိုတာကိုကြည့်မဆိုင်ပဲသူကပဲတောက်လျှောက်ပြောနေပါလေကျမကိုအဲ့လိုချင်းမကြည့်ပါနဲ့ကျမမှားသွားပါလေရှင့်ကိုနောက်ပြောင်းခဲ့တာတောင်းပန်ပါတော့နော်တဲ့စားတော့ရဲ့ကြောင်းသားကြီးရှင်းပြဘူးလားဒါဆိုရင်ရှင့်ရဲ့ဝေချက်ကိုကျမချက်လိုက်မယ်လေတဲ့သူကဖုန်းကိုထုတ်ပြီးလူတိုင်းရှင်းပါပဲကျွန်တော်ရဲ့ဝေချက်ကိုဖြတ်ပစ်လိုက်တယ်ပြီးတော့ဒါတကယ်ပဲဂိမ်းတစ်ခုပါဆိုတာကိုတက်ပြပြဖို့လူတိုင်းကိုလိုက်တာပြီးတယ်ဆက်စောကြတဲ့စကားပြောပြရတဲ့သူကသူ့နောက်ကတကယ်ချင်းနေတဲ့သူထပ်သွားတော့တာပါပဲကျွန်တော်ပါဝင်လူတိုင်းဟာဒီဖွင့်ပြောမှုကြီးဟာအထင်လဲမှုတစ်ခုလို့ယုံကြည်သွားကြပြီဒါပေမဲ့အခုဒီ message တွေကပါတယ်လေကျွန်တော်ကအမေတင်ကြတာလေးတစ်ခုပို့ကြည့်လိုက်တယ်ဒါပေမဲ့ပို့လိုက်တဲ့ခဏမှာပဲအမေရဲ့အီဒီယောင်လေးပေါ်လာပါတယ်